ထို့တော်လဲသူသည်ရင်စိတ်ကူးရင်အိမ်မက်များ၏ကြောက်စရာအနေရကိုကောင်းစွာတည်တည်အာလျော်စွာရှေ့တန်းသို့မတင်မိစေရန်ကြိုးစားသည်ယခုဆိုရင်သူသည်ကြန့်ခိုင်သောစိတ်ဓာတ်တွေကိုပိုင်ဆိုင်ထားပြီးအသက်ကလည်း19နှစ်နီးပါးမြရှိနေပြီနောက်တစ်နှစ်ဆိုရင်တပ်တူတွင်အင်ဂျင်နီယာသင်တန်းမှာပင်ပြီးဆုံးတော်မူဖြစ်သည်ထိုအခါဘဝသည်အစပြုပေးတော်မူဤတခါစရမည်ဘဝသည်တကယ်လက်တွေ့ဘဝဖြစ်သည်ဖြင့်သူတွင်တတိနှင့်ခိုင်မာသောစိတ်ရှိရပေတော်မူသူသည်စာအုပ်ကိုပိတ်လိုက်ပြီးစောစောကကြည့်ခဲ့သည့်နေရန်ပေါ်မှပိုစတာစာရွက်ကိုလှမ်းကြည့်သည်သူသည်မျက်လုံးအစုံကိုတင်းကျပ်စွာမိတ်၍ပိုစတာပေါ်မှစာရန်ကိုအကြိမ်ကြိမ်အထက်ထက်ရွတ်သည်ထို့နောက်အောက်ထပ်သို့ဆင်းကနနက်စာစားမြင့်စပွဲသို့သွားသည်သူ့အဖေသည်နနက်စာကိုတခြားသူများထက်နိုင်ရွက်ခတ်စွာ၍စားလိရှိသူဖြစ်ရာသူရောက်သွားသည့်အချိန်တွင်နနက်စာကိုစားတော့ပြီးလူနည်းဖြစ်နေလေပြီသူ့အဖေသည်နောက်ဆုံးကော်ဖီတစ်ခွက်ကိုပင်တောက်နေပြီဖြစ်၏သူ့ဒူးပေါ်၌တင်ထားသောတည်င်းစာကိုငုတ်ကြည့်နေရမှအာသာကမင်္ဂလာနနက်ပါဟုသောနှုတ်ဆက်မှုကိုခေါင်းတစ်ချိန်နှိမ်၍တုံ့ပြန်သည်အာသာသည်သူ့အဖေအားပြုံးကြည့်လိုက်ပြီးသူ့ကလတ်ထိုင်တွင်ဝင်ထိုင်သည်သူ့ကျုပ်ပြုတ်ကိုယူ၍စားသည်သူ့အားသူ့အဖေကမျက်ခြေမပြတ်ကြည့်နေသည်ကိုလည်းတတိထားနေပြီသည်အဖေထင်တဲ့အာသာဟူသောပြောတံကိုသူ့အဖေထံမှကြားရသည်ဒီနေ့တော့ငါတို့စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခုရလိမ့်မယ်ဟုတ်လားအဖေငါတို့ contract တစ်ခုရဖို့အလားအလာရှိနေတယ်ဟုတ်လားအဖေဟုတ်ထပ်ပြောကအာသာကသူ့အဖေမျက်နှာကိုမှော်ကြည့်သည်ငါတို့ဟူသောစကားလုံးသည်သူ့အဖေကသူ့ကိုပါရည်ညွှန်းထည့်သွင်းထားသည်ဟုသူယုံကြည်ထားသည်သူ့အဖေသည်တပ်တူတူးဖော်သည့်လုပ်ငန်းများနှင့်ပတ်သက်သမျှကိစ္စရပ်များတွင်သူ့ကိုထည့်သွင်းထားလိမ့်မည်ဟုသူထင်သည်ရမှာကတော့ပထမတန်းစာ contract ပဲအာသာ PWN ကုမ္ပဏီနဲ့လုပ်ရမယ့်လုပ်ငန်းပဲဟုတ်ကဲ့ဖေမင်းဝမ်းသာတယ်မဟုတ်လားဝမ်းသာပါတယ်ဖေဘာရစ်ကခေါင်းတစ်ချက်နှိမ်ပြန်သည်သူတို့ကမိဖုတ်ပြီးသားကြောက်မီးသွေးကိုလိုချင်ကြလားငါစဉ်းစားမိတာကတွင်းဟောင်းကိုထပ်တူးလို့တော့မသိဘူးထင်တယ်ဒါပေမဲ့သူတို့ကငါတို့ကိုကြိုက်စေးပြီးရင်တော့ Scupper Flag ကတူးပေးမှဖြစ်မယ်ဒီကိစ္စကိုအဖေကဘယ်တော့မှသိရမှာလဲဒီနေ့မနေ့သိရမယ်ဟုတ်ဘာရစ်ကပြန်ပြေကပေါင်ပေါ်မှတည်င်းစာကိုယူလိုက်သည်9နာရီတိတိမှအစင်သစ်ဖြစ်အောင်လုပ်ထားငါကစောင့်နေရတာကိုမကြိုက်ဘူးဟုတ်ပြောကတည်င်းစာကိုဖတ်နေသည်အာသာသည်သူ့ကြက်ဥကိုဆက်စားနေသည်သူ့အဖေထံမှကြားလိုက်ရသည့်တည်င်းအတွက်များစွာအားရဝမ်းသာလျက်ရှိသည်သို့တော်လဲထိုအခိုက်မှာပင်သူ့ခေါင်းထဲသို့ရစ်တရက်ဝင်လာသည့်အတွေးတစ်ခုကြောင့်စိုးရိမ်စိတ်ဖြစ်ပေါ်လာသည်ချက်ချင်းပင်သူ့အဖေအားမေးခွန်းတစ်ခုကိုမေးလိုစိတ်ဖြစ်လာသည်သူ့အဖေအနေဖြင့် Scupper Flag တွင်လုပ်တင်သလားလုပ်နိုင်ပါမလားမလုပ်ဘဲနေရင်ကိုပုံမကောင်းဘူးလားထိုအခိုက်မှာပင်အန်တီကီရီသည်အခန်းထဲသို့ဝင်လာသည်သူနှင့်အတူ Grace နှင့် Hilda တို့ပါလိုက်လာကြသည်အန်တီကီရီ၏မျက်နှာသည်နက်နက်ခင်းတိုင်းတွေ့မြင်နေရသည့်ပုံစံပင်ဖြစ်သည်ကြည်လင်အေးဆေးသောမျက်နှာထားကိုပင်မြင်တွေ့ရသည်အန်တီကီရီသည်ဘယ်အချိန်ဘယ်အခါ၌မဆိုအေးချမ်းသာယာမှုကိုသာလိုလားသူဖြစ်သည်ဘာပြောပြောဘာလုပ်ရံမီပွားမလာအောင်တတိထား၍ပြောဆိုလောက်ကိုင်းတတ်သူဖြစ်သည်အာသာကပေါင်မုံမိခင်ပကံကိုသူတို့ဖက်သို့လှမ်းပေးသည်သူသည်ယခုအချိန်ထိစောစောကသူ့ခေါင်းထဲသို့ဝင်လာခဲ့သည့်အတွေ့အပေါ်၌သာအာယုံစူးစိုက်နေစေဖြစ်သည်တခြားမဟုတ် Scupper Flag တွင်အကြောင်းကိုပင်ဖြစ်သည်အခုကြတော့လေသူစိတ်သည်အပြည့်အဝပျော်ရွှင်ခြင်းကိုမခံစားရတော့ချေသူစိတ်၏တဝက်သည်ပူပင်သောကနေကြုံနေရပြီဖြစ်သည်သူသည်သူ့ရှေ့မှပကံကိုသာစိုက်ကြည့်ပြီးအတွေးပင်လဲဝေးလျက်ရှိသည်အဲ့ရမှနိုးကလေးကရွှင်မြူးနေခဲ့သောစိတ်သည်ကွယ်ပြောက်သွားခဲ့ရလေပြီဘာကြောင့်အခုလိုဖြစ်နေရတာပါလဲသူသည်မျက်နှာချင်းဆိုင်၌ထိုင်နေသော Grace ကိုမနာလိုတူရှည်ဖြစ်နေသည့်မျက်နှာထားဖြင့်ကြည့်နေသည် Grace သည်သူ့ဝတ္တိအတိုင်းပျော်ပျော်ရွှင်ရွှင်ရှိသည်ဘယ်တော့ကြည့်လိုက် Grace သည်ဤပုံစံပင်ဖြစ်သည်အသက်16နှစ်အရွယ်ဖြစ်၍နှုတ်နေခြင်းလန်းဆန်းခြင်းနှင့်ခလေးစိတ်မကုန်သေးခြင်းတို့သည်သူ၏ချစ်စရာအရေးအသွေးများပင်ဖြစ်လေသည်မနေ့ကအာသာသည် Grace အား Dante Deal နှင့်တရင်တနည်းတွဲ၍ရှောက်လာသည်ကိုမြင်တွေ့ခဲ့ရသည်ထိုစဉ်က Grace သည်ပန်းတီးတစ်လုံးကိုကိုက်၍စားလာသည်လာမည်မှဆိုရင် Grace သည် Harrogate မြို့သို့သွား၍လူကုန်ထံသားသမီးများသာတက်ရောက်တင်ကြားလေးရှိသည့်လူမှုရေးရာပညာသင်ကျောင်း၌တက်ရတော်မူဖြစ်သည်တို့ပါလျက်နှင့်သူသည်အနေထိုင်မပြင်းသည်
နေ့ခင်းကြောင်တောင်ကြီးမြို့လေကောင်လမ်းမကြီးပေါ်၌မုတ်ဖိုးပိုင်ရှင်တူဤတားနှင့်တွဲလျှောက်ကပန်းတီကိုကိုက်ဝါ၍စားနေသည်အကယ်၍သာ Grace ၏အပြုအမူကိုအန်တီကီရီမြင်တွေ့ခဲ့ပါမို့အပြစ်တင်လိမ့်မည်မလို့ပန်းတီမာလေDandy Dales ကပေးထားခြင်းဖြစ်သည်မှာတန်တရာဖြစ်ပွဲမရှိဟုသူထင်သည်အာသာကသူ့အားကြည့်နေသည်ကိုမြင်သွားသော Grace ကပြုံးပြသည်ပြီးတော့အတန်မထွက်ပဲစကားတစ်လုံးကိုရေရွတ်ပြသည်စကားလုံးကိုအာသာနားလေစေရန်အတွက်သူ့နှက်ခမ်းများကိုအပိအပြင်းဖြစ်အောင်လုပ်ပြသည်အာသာကလည်း Grace ၏စကားလုံးကိုနားလေသည် Grace က Hattie ဟုပြောခြင်းဖြစ်သည် Grace သည်အာသာတယောက်တွေ့ငေးကြီးဖြစ်နေသည့်အခါတိုင်းHattie ကိုအိမ်မက်မက်နေပြီဟုရောင်တက်လေသည်အာသာကခေါင်းတစ်ခါခါလှုပ်သည်သူ့အမူအရာသည် Grace အဖို့ပိုး၍ရည်စရာကောင်းနေသည်ရင်ထဲ၌မျိုးသိပ်ထားရသည့်ရည်ချင်းစိတ်ကိုတအားထိတ်လိုက်သည့်အခါတခွီးဖြစ်လာသည်ပလော့ပလောင်စားနေရင်ကရေးလိုက်မိခြင်းဖြစ်၍ပါဇက်ထဲမှအစားများသည်ဖွီးကနေမြည်ကအပြင်သို့ပင်ထွက်လာသည်ချောင်းလေတဟုတ်ဆိုလာသည်အမလီအစာကလမ်းကြောင်းမပြီးဝင်သွားတယ်ဟုရေရွတ်သည်ဟင်တာက Grace အားမျက်မှောင်ကုပ်၍ကြည့်သည်ကော်ဖီမပြတ်တောက်လိုက်လေဒါမျိုးတွေမလုပ်စမ်းပါနဲ့ဟဲ့ဟုဟန်သည် Grace ကကော်ဖီကိုတောက်လိုက်သည်ဟင်တာကတော့ Grace အားမချင်မနှက်သောမျက်နှာထားဖြင့်ကြည့်နေစေနေဟာကောင်းကောင်းမွန်မွန်နေထိုင်တတ်တဲ့အကျင့်စရိုက်လုံးဝကိုမရှိဘူးဘဲတော့မဆိုထင်ရရှောက်လုပ်နေတာပဲဟုအပြစ်တင်သည်အာသာသည်ပြင်းထန်လာသောဟင်တာ၏မှတ်ချက်ပေါ်အံ့ဩခြင်းဖြစ်မိ၏အမှန်တော့ဟင်တာသည် Grace ကိုချစ်သည်သို့တော်လည်း Grace ၏နေထိုင်ပြုမှုပုံများနှင့်ပတ်သက်၍အမြင်မတော်ဖြစ်လာရင်လည်းနည်းနည်းကလေးမှညာတာထောက်ထားခြင်းမရှိဘဲထောက်ပြတတ်သည်ဟင်တာသည် Grace ကိုချစ်သည်နှင့်အမျှ Grace ကိုကောင်းစီခြင်းသောဆန္ဒရှိနေသည်မှာထင်ရှားလျက်ရှိပေသည်အာသာသည်ကော်ဖီကိုလက်စတက်လိုက်သည်သူသည်စောစောကတွေးမိခဲ့သောအကြောင်းကိုပြန်ပြီးတတိယလာပြန်သည်သူ့အဖေအားတစ်ချက်မျှလှမ်းကြည့်သည်သူ့အဖေသည်တည်င်းစာကိုဖတ်နေစေသူသည်သူ့အဖေတည်င်းစာဖတ်အပြီးကိုစောင့်သည်သူမေးလို့ဒီမိကုန်းကိုအခုမေးရရင်ကောင်းမလားကြောက်မိသွေးတွင်းကိုအသွားလမ်းကြမှာမေးရရင်ကောင်းမလားသို့မဟုတ်အနောက်ကအိမ်အပြန်လမ်းကြမှာမေးရရင်ကောင်းမလားနောက်ဆုံးတွင်ဘာရက်စ်သည်တည်င်းစာဖတ်ပြီးသွားသည်သူသည်တည်င်းစာကိုတေးသေးတက်တက်ခောက်ကအန်တီကီရီလက်ထဲသို့လှမ်းပေးသည်ထုံးစံအတိုင်းဆိုပါကဘာရက်စ်အခန်းထဲမှထွက်တော့မည်အဖြစ်တွင်တည်င်းစာကိုဟစ်တာကယူလေးရှိသည်အခုကျတော့သူသည်လှုပ်ရိုးလှုပ်စင်အတိုင်းမလုံးဘာရက်စ်သည်ထိုင်ရမှထကအခန်းထဲမှထွက်သွားသည်အာသာကသူ့နောက်မှလိုက်သွားသည်9မိနစ်မြအကြာတွင်သူတို့၏ချောက်ကမြင်လေသည်ကြောက်ပြီးသွေးတွင်းစီသို့သွားလျက်ရှိသည်သူ့ရှာပေါ်တွင်စကလုံးများကတန်းစီလျက်ရှိနေသည်မှာအချိန်ပေါင်းတရားစင်ခန့်ရှိခဲ့ပြီသို့တော်လည်းအပြင်းသို့ထွက်မလာစကားတခုမှမပြောဖြစ်သူ့စိတ်ကူးထဲမှာတော့သူသည်စကားပြောနေသည်သူပြောနေသည့်စကားများကိုလည်းသူ့နားကကြားနေသည်သူ့ပါဇက်မှပြောချင်နေသည့်စကားအတွက်ချိန်ရစရစဉ်းစားနေရသည်မှာစိတ်ရောကိုယ်ပါပင်ပန်းလွန်လာစေသည်သူကံကောင်းသည်ဟုဆိုရမည်သူတပင်တပန်းစဉ်းစားနေခိုင်းပါပြီသူ့အဖေ၏စကားပြောတံကိုသူကြားလိုက်ရလေသည်လွန်ခဲ့တဲ့နေ့အနည်းငယ်လောက်ကစကပ်ပါဖလက်မှာပြဿနာဖြစ်ခဲ့တာမင်းမှတ်မိသေးလားမှတ်မိတယ်အဖေဟုတ်အာသာကပြန်ဖြေကသူ့ဘေး၌တောင့်တမှတ်လှုပ်၍တခန့်တနာထိုင်နေသောသူ့အဖေမျက်နှာကိုတစ်ချက်မျှခိုးကြည့်သည်တိတ်ကိုစိုးတဲ့အဖြစ်မျိုးပဲငါအနေနဲ့ဘယ်ဖြစ်ချင်မှမလဲဒါပေမဲ့ဖြစ်လာခဲ့တော့ဘာတတ်နိုင်မှာလဲငါမှဝေကုန်ကြီးကြလဲအရန်များခဲ့တယ်ဘာရက်စ်သည်အတိတ်ကဖြစ်ရပ်ကိုပြန်တွေးကစိတ်မကောင်းဖြစ်လျက်ရှိသည်ဘဝဆိုတာခက်ခဲတာပဲတခါတလေဒုက္ခတွေနဲ့ကြုံတွေ့ရတတ်တဲ့သဘောတွေရှိတတ်တဲ့အာသာလူတစ်ယောက်ဟာကိုယ့်ပတ်ဝန်းကျင်အခြေအနေကိုကြည့်ပြီးလောက်ကင်သွားတတ်ဖို့လိုတယ်ဘာရက်စ်ကခဏမျှငြိမ်စိတ်နေသည်ဒါပေမဲ့ဒီတစ်ခါတော့ဘာပြဿနာမှရှိလာလိမ့်မယ်လို့မထင်ပါဘူးဟုတ်ရေးရွတ်သည်အဖေကအဲ့ဒီလိုပဲထင်သလားအေးထင်ထားတယ်ဒီတစ်ခါသိကြပါရဲ့ဘာမှဖြစ်ဖို့မရှိပါဘူးလူတွေအနေနဲ့ကလည်းဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကြောင့်သင်ခန်းစာရထားပြီးပြီဆိုတော့ဒါမျိုးထပ်မဖြစ်အောင်တတိထားကြမှာပါစကပ်ပါတွင်းကလည်းရေခိုတွင်းဖြစ်နေပြီမက်ဆင်းနဲ့ပါရာဒိုက်စ်တွင်းနဲ့တွင်းကလည်းရေခိုတွင်းတွေပဲအလုပ်သမားတွေအနေနဲ့ကရေခိုတွင်းတွေထဲမှာကြောက်မီးသွေးတွေတူးနေရတဲ့အလုပ်ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်နေကြပြီပဲတိတ်ပြီးစိတ်ပူစရာတော့ရှိမယ်မထင်တော့ပါဘူးသူ့အဖေ၏စကားများကြောင့်အာသာသည်များစွာစိတ်သက်သာရာရသွားသည်လွန်ခဲ့သောနာရီပိုင်းအတွင်းကကိန်းအောင်နေခဲ့သည့်တောကများသည်ပြက်ွယ်လူနီးပါးဖြစ်သွားသည်
သူ့အဖေအားကျေးဇူးတင်သောစိတ်ဖြစ်ပေါ်လာသည်သူ့အဖေသည်ရိုးသားဖြူစင်သည်တင်းငိမ်အေးစေသည်စိတ်တက်အင်အားစံခိုင်ကြီးမားသည်ဤအရေးအချင်းများရှိနေသဖြင့်လဲအာသာသည်သူ့အဖေအားအထင်ကြီးသည်ချစ်မြတ်လို့သည်အခုတော့လေသူ့ရင်ထဲ၌ရှိနေသည့်တောကများသည်လွင့်စဉ်ပျောက်ပြဲသွားကြပြီမနဲ့စောစောကရရှိထားခဲ့သောစိတ်သားရမှုသည်ပြန်လဲကိန်းအောင်လာခဲ့ပြီမြင်းလဲသည်ကောင်းပင်လန်းကိုဖြတ်ကကြောက်မီသွေးတွင်ဝင်ထဲသို့ဝင်ရောက်လာခဲ့သည်အမ်စထရောင်းသည်ပရင်ပေါက်အနီး၌ရက်ကအပြင်သို့မျောကြည့်နေသည်ကိုမြင်ရသည်မိမိတို့သားအဖရောက်အလားကိုစောင့်မျှော်နေသည်မှာတိတာထင်ရှားလျက်ရှိသည်သူသည်မြင့်ရထားကိုမြင်လိုက်သည့်အခါပရင်ပေါက်အနီးမှခွာသွားသည်ရုံခန်းထဲသို့ဝင်ရောက်လာသည့်ဘာရက်စ်အားစီဂျူသည်ကျင်းနှံတစောင်ရောက်နေပါရခင်ဗျာဟုတ်အမ်စထရောင်းကပြောကကျင်းနှံစာကိုညွှန်ပြသည်ဘာရက်စ်သည်စပွဲပေါ်မှအိမ်ပေါ်ရောင်စာအိတ်ကိုကောက်ယူပြီးဖောက်ဖက်သည်တို့တောက်ထားတဲ့ဈေးကိုပေးဖို့သူတို့ကသဘောတူလိုက်ပြီဟုတ်ဘာရက်စ်ကပြောသည်ဒါဆိုရင်တနင်္လာနေ့ကစပြီး Scapa Flat မှာအလုပ်စလုပ်ကြရတော့မှာပေါ့ဟုတ်အမ်စထရောင်းကပြန်ပြောသည်ဘာရက်စ်ကကောင်းရိပ်ပြလေသည်အမ်စထရောင်းသည်သူ့လက်ခုံဖြင့်နှက်ခမ်းကိုပုတ်လိုက်ပြီးဆက်ရက်နေသည်ဘာရက်စ်ကဘာများပြောအောင်မလဲဟုစောင့်မျှော်နေသည့်သဘောဖြစ်၏ထိုအခိုက်တွင်စပွဲပေါ်မှတယ်လီဖုန်းတန်ကိုကြားလိုက်ရ၏သူသည်စပွဲစီသို့လျှောက်သွားကတယ်လီဖုန်းကိုကောက်ယူလိုက်သည်ဟယ်လိုသူသည်တယ်လီဖုန်းကိုကင်ကတစ်ဖက်မှအတန်ကိုနားထောင်နေသည်တိုင်နီကက်ဆဲလ်ကမစ္စတာထော့ပါဒီနေ့မနေ့သူဖုန်းဆက်တာနှစ်ခါရှိသွားပါပြီဟုတ်ပြောကတယ်လီဖုန်းကိုလမ်းပေးသည်ဘာရက်စ်ကလမ်းယူသည်ဟုတ်ပါရဲ့ရစ်ချတ်ဘာရက်စ်ပါအော်ဟုတ်ကိစ္စလားပြပြသွားပြီထော့သူသည်တစ်ဖက်မှစကားကိုနားထောင်နေသည်ချက်ချင်းပင်တင်းငိမ်အေးဆေးသောလေတံဖြင့်တွေ့ကြရရီရှောက်တွေးမနေပါနဲ့ထော့ဒီကိစ္စကတေချာသွားပြီပဲဟုတ်ပြန်ပြောသည်ဘာရက်စ်သည်နောက်တစ်ချိန်နားဆွင့်နေပြန်သည်စိတ်မရှိသောအရေးလက္ခဏာများသည်သူ့နှစ်ဖူးပေါ်၌ထင်ဟလာသည့်အရေးအကြောင်းများကပေါ်ပြနေပေသည်ဟုတ်တယ်လို့ကျွန်တော်ကတော့ပြောရမှာပဲဟုတ်ဘာရက်စ်ကပြောသည်သူ့အတန်တွင်စိတ်မရှိသံပါနေသည်ဟာအတိတ်ပဲမရှိတာပဲငါလူရဟုတ်တယ်ကျွန်တော်ဘက်ကဒီလိုပဲတွေးတင်တာပေါ့ဒါကဖုန်းနဲ့မပြောချင်ဘူးဗျာဘာဟာဗျာကျွန်တော်ကတော့အဲ့ဒီအချက်ကိုနည်းနည်းကလေးမှလိုမထင်ဘူးညနေတိုင်နီကက်ဆဲကိုကျွန်တော်လာခဲ့မယ်ဘယ်မှာတွေ့ကြမလဲခမရအိမ်မှာလားရတယ်လေဘာဖြစ်ပြန်ပြီလဲအစာမကြည့်တာပဲလားဘာရက်စ်တီဖုန်းခွက်ထဲမှာအတန်ကိုငြိမ်၍နားထောင်နေပြန်သည်အော်အသက်ထပ်ဖြစ်ပြန်ပြီလားအေးလေဒုက္ခပါပဲဒါပေါ့ဗျာစိတ်ပျက်စရာပေါ့ခမရနဲ့ကျွန်တော်ကြားမှာသဘောထားချင်းမတိုက်ဆိုင်စရာတခုပဲဒါကတော့ကျွန်တော်သိပြီးအလေးနဲ့မထားပါဘူးကျွန်တော်ပြောမယ်နားထောင်ပါဦးကျွန်တော်အာသာကိုခေါ်ခဲ့မယ်ဟက်တီကိုလည်းပြောပြထားလိုက်ပါသူသည်တယ်လီဖုန်းခွက်ကိုခွက်ပေါ်သို့ပြန်တင်လိုက်သည်စက္ကန့်ပိုင်းမျှရိုက်၍စဉ်းစားနေသည်အာသာဖက်လက်၍တို့ဒီညနေတိုင်နီကက်ဆဲလ်ကိုတွားမယ်ထော့ကနေမကောင်းဖြစ်ပြန်ပြီဟုတ်ပြောသည်ထို့နောက်အမ်စထရောင်းနှင့်တွဲ၍ရုံခန့်အပြင်ဘက်သို့ထွက်သွားသည်အာသာသည်ရုံခန်းထဲတွင်အတွေးပေါင်းစုံဖြင့်ခေါင်းရှုပ်၍ကြံရစ်ခဲ့သည်ထော့သည်အရက်ကြောင့်မကြာခဏယောဂထူးနေခြင်းဖြစ်သည်ဟုသူနားလည်ထားသည်မကြာခဏအသေးရောင်ယောဂကိုခံစားရတတ်သည်ကိုလည်းသူသိထားခဲ့ရသည်အာသာသည်Eden Top တယောက်နေထိုင်မကောင်းဟုသိရတိုင်းစိတ်မကောင်းဖြစ်ရလေသည်သူသည် Top ကိုခင်သည်တနာသည် Top သည်စိတ်လေးနှင့်အရက်ကြောင့်မကြာခဏချူချာတတ်သည်သူသည်ငယ်ရွယ်စဉ်ကမိမိ၏ဖခင် Richard Barrett ထံ၌လက်ထောက်အဖြစ်လုပ်ကိုင်ခဲ့ဘူးသူဖြစ်သည်ထိုစဉ်အခါက Top သည်အလုပ်ကိုအလွန်ကြိုးစားသူဖြစ်သည်စိတ်အားထက်သန်မှုကလည်းပြင်းထန်ကြီးမားခဲ့သည်သူအလုပ်အတွက်ကြီးမားသောမျှော်လင့်ချက်ကိုလည်းထားခဲ့သည်ထို့နောက်တွင်မူနှစ်တွေလှတွေကုန်လုံးလာခဲ့သည်ထိုကာလအတွင်းသူသည်သူ့ဇနီးကိုဆုံးရှုံးခဲ့ရသည်ကလေးမိဖွားရ၌အစင်မပြေဖြစ်ကာသေဆုံးခဲ့ရခြင်းဖြစ်သည်ထိုအတော်အတွင်း not actor အမှုဟုကြော်ကြားသောအမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်ထိုအမှုတွင် Breast Hacton ကုမ္ပဏီက Todd အားကျွမ်းကျင်ပညာရှင်သက်သေအဖြစ်တင်ပြခဲ့ရမှအများ၏အထင်အမြင်လွဲမှားမှုကိုခံခဲ့ရသည်သူသည်ထိုအမှုကြောင့်နာမည်ပျက်ခဲ့ရ၏စိတ်တက်လေးကျဆင်းပြက်ပြားခဲ့ရ၏သူကိုယ်သူယုံကြည်မှုသည်လည်းမရှိသလောက်ဖြစ်ခဲ့ရသည်ဤသည်မှစ၍သူဘဝသည်ဆုံးရှုံးမှုများနှင့်ရင်ဆိုင်ခဲ့ရလေသည်သူကလေးများသည်အသက်အရွယ်ကြီးမားလာကြသည်သူအချစ်ဆုံးသမီးလော်ရာသည်
အိမ်ထောင်ကျသွားသည်သားဖြစ်သူအေလန်မှာသူ့ဖခင်ဤလုပ်ငန်းကိုပြန်လည်တိဆောက်ရေးလုပ်ရမည့်အစားသူ့သားရပျော်ရွှင်မှုကိုသာအလေးထား၍ရှာဖွေလျက်ရှိသည်ဟက်တီကလည်းသူ့ကိစ္စ၌သာသူစိတ်ဝင်စားပြီးသူပြောသလိုသာနေထိုင်ခဲ့သည်တဖြည်းဖြည်းနှင့်တော့သည်သူ့ဘာသာသူတူးရဲနေသောအချိန်ရလာသည်သူသည် country club မှတပါတခြားဘယ်ကိုမှမသွားတော့ညစဉ်ညတိုင်း country club တွင်ည8နာရီမှ17နာရီအထိသူထိုင်နေချနေရ၌ထိုင်ကအရက်ကိုတစိမ့်စိမ့်တောက်သည်စိတ်လိတ်ကိုတလိပ်ပြီးတလိပ်တောက်သည်ပါဇက်မလေးစကားတွေတွတ်ပြောနေလေရှိသည်ထိုနေ့နဲ့တမနက်ခင်းလုံးအာသာသည်အလုတ်ကိုလုပ်နေရတော့လေအလုတ်တွင်စိတ်ဝင်စားခြင်းမရှိ Eden Top ၏အချောင်းကိုသူ့ခေါင်းထဲကထုတ်၍မရညနေ3နာရီထိုးသည့်အခါသူ့အဖေနှင့်အတူ Tiny Capsule သို့လိုက်ခဲ့သည် College Road ရှိ Top E နေအိမ်သို့တာအဖနှစ်ယောက်ရှောက်လာခဲ့ကြသည် Virus သည်အိမ်ရှိမှခေါင်းလုံးကျိုးကိုဆွဲလိုက်သည်တကားဖွင့်ပေးသူမှာ Top ကိုယ်တိုင်ဖြစ်၏Top သည်ခါတိုင်းလိုပင်ဖြစ်သည်ဖြစ်ကြတဲ့ဆန်ဝတ်စားစင်ရင်ထားသည်ဘလို့လဲ Top Virus က Top အားတေးချကြည့်ပြီးရေရွတ်သည်ခမရဘာဖြစ်လို့အဲ့ရတဲ့လဲမနေတာလဲရပါတယ်ကိစ္စမရှိပါဘူးဟုတ်ပြောကနှာခေါင်းအပေါ်သို့ရှော့ချနေသောမျက်မှန်ကိုတွန်းတင်လိုက်သည်မျက်မှန်ကတော့ချက်ချင်းပင်ပြန်ရှော့ချလာသည်အေးမိတဲ့သဘောပါနောက်2ရက်3ရက်ဆိုရင်တော့တက်သားသွားမှာပါအေးပေါ်လေဒီလိုဆိုရင်လေကောင်းပါတယ်ဟုတ်ဗိုင်းရပ်စ်ကပြုံး၍အလိုက်တင်ပြန်ပြောသည်အေးမိတာပါဟုတ်မကြာခဏပြောတတ်သောဗိုင်းရပ်စ်အတွက်ပြုံးစရာကောင်းသည့်ပြက်လုံးတစ်ခုလိုဖြစ်နေသည်ညီတော့ပင်ဖြစ်စေလုပ်ငန်းအဆင်ပြေပြီးချမ်းသာကြွယ်ဝနေသောဗိုင်းရပ်စ်နှင့်အဝတ်အစားတစ်ပတ်နွမ်းများကိုဝတ်၍ကျန်းမာရေးချုပ်တဲ့နေရှာသည့် top 2 ၏ကွာဟမှုသည်ကြီးမားလာခြင်းသည်ကျွန်တော်ခမ ्या ကိုစကားတစ်ခုပြောချင်တယ် Richard ပြောပါကျွန်တော်ဒီနေ့မနေ့ဖုန်းဆက်တာကအနောက်ရှက်များဖြစ်သွားသလား top ရေဘာပြုလို့စိတ်ဆိုးရမှာလဲကျွန်တော်စိတ်ထဲမှာပြောမှဖြစ်မယ်လို့ခံစားနေရလို့ပါ top ၏အတန်သည်တောင်းပန်တူရှိုးတန်ပါနေသည်ရပါတယ်ပြောစရာရှိတာသာပြောပါလာပါအနောက်ဘက်ခန်းလေးသွားကြရအောင်ဟိုမှာကမီးပိုရှိတယ်ကျွန်တော်ကနင်းနေအေးလာလို့ပါသူသည်စကားကိုစမပြောဘဲရထားပြီးအာတအားတန်းချသည်မင်းဟက်တီစီကိုသွားကြမှာပေါ့သွားလေအပေါ်ထပ်မှာရှိတယ်လော်ရာလေးရာယိုးကနေပြီးဒီနေ့နေခင်းရောက်လာတယ်သူတို့နှစ်ယောက်စလုံးအပေါ်ထက်ကအိတ်ခန်းထဲမှာရှိကြတယ်ဟုတ်ပြောသည်အာတာအိမျက်နှာသည်နေရနေသည်သူပြောနေသည့်စကားများကြောင့်အာတာသည်စိတ်လှုပ်ရှားလျက်ရှိသည်ထော့သည်သူ့အဖေအားထူးခြားသည့်စကားများပြောလိမ့်မည်သေးချသည်သူသည်ထိုစကားများကိုနားထောင်ခြင်းသည်သူနားထောင်ခွင့်ရရှိလိမ့်မည်ဟုလည်းညှော်နှင့်ထားသည်အခုကျတော့သူ့အားဖယ်ထုတ်နေလေပြီသူသည်သူ့အားဖယ်ထုတ်လိုက်ခြင်းကိုမသိလေဟန်ဆောင်ထားသည်ဟုတ်ကဲ့ပါကျွန်တော်အပေါ်ထက်ကိုသွားလိုက်ပါမယ်ထော့ကခေါင်းညိတ်သည်ဗိုင်းရပ်စ်ကအာတာအားလှမ်းပြောသည်အဖေသိမ့်မကြဘူးအဖေတို့9နာရီ10မိနစ်ရထားနဲ့ပြန်မယ်သူသည် top နောက်မှလိုက်သွားသည်အာတာသည်ခမ်းမထဲမှရက်လျက်ချင်ရစ်ခဲ့သည် top ကပြောလိုသည့်စကားသည်ဘာပါလဲသူ့အဖေထံမှဝေများချီးငှားခြင်းလိုများလားသို့မဟုတ်ရင်တခြားဘာကိစ္စများအရေးတကြီးပြောခြင်းလိုပါလဲအာတာသည်စဉ်းစားရခက်လျက်ရှိသည်ထိုအခိုက်မှာပင်အပေါ်ထပ်မှဆင်းလာသောဟက်တီကိုသူမြင်လိုက်ရသည်အာတာဟုတ်ဟက်တီကလမ်းခေါ်သည်အာတာအတန်ကိုကြားလိုက်လို့ဆင်းလာတာဟုတ်ပြောသည်သူသည်ပြောဆူနှင့်အာတာထန်လျှောက်လာပြီးလက်တစ်ဖက်ကိုဆန့်တန်းပေးသည်အာတာသည်ဟက်တီကိုမြင်လိုက်တဲ့တပြိုင်နက်သူ့အဖေကိုရော top ကိုပါမိသွားသည် Hello ဟက်တီဟုတ်လှုပ်ဆက်စကားပြောသည်အပြင်ထွက်မည့်အဝတ်အစားများကိုလဲထားသည်ကိုတတိပြုမိသည့်အခါဘာလဲဟက်တီအပြင်သွားမလို့လားဟုတ်မေးသည်ဟက်တီသည်ရှယွန်တက်သည့်မင်းကလေးမဟုတ်သူသည်အာတာအားပြုံး၍ကြည့်သည်ဟုတ်တယ်အာတာလော်ရာနဲ့အပြင်သွားမလို့ဟုတ်ပြောသည်ဒီနေ့တစ်နေ့ခင်လုံးပဲအမနဲ့ပဲအချိန်ကုန်နေရတယ်ဒါပေမဲ့အာတာအတွက်လက်ဖက်ရည်တစ်ခါတော့ဖြောတိုက်ခဲ့အောင်မေတရက်လောက်တော့တို့ဒီလေးကိုသွားပြီးလက်ဖက်ရည်တောက်ကြရအောင်လားဟုတ်အာတာကပြောသည်ကောင်းတာပေါ့အာတာရဲ့သွားမှာပေါ့အာတာသည်ဟက်တီအားစစ်ဆက်ကြည့်သည်သူ့မျက်စိထဲတွင်ဟက်တီသည်အလွန်လှနေသည်အခုဆိုရင်ဟက်တီသည်အသက်18နှစ်ရှိနေပြီသူ့အလှသည်ပြည်ပြင်းပေါ်လွင်လှပြီးခြင်းသူသည်ဟက်တီ၏အလှတွင်နှမျောလျက်ရှိသည်ပျော့ပြောင်းသေးသွေသောလက်များအစိမ်းရောင်မျက်လုံးအစုံဖြူဖွေးသောအသားနုညံ့သောရွှေရောင်စပင်မဲနှစ်သောမျက်စံ
တကူလုံးသည်ဆွဲဆောင်မှုအပြည့်ရှိနေသည်အခုလဲဟက်တီသည်သူ့အားပြုံးပြီးကြည်နေသည်ဘာလဲဟက်တီဒီလေးဆိုင်ကိုတို့နဲ့အတူတူသွားချင်တာကတကယ်လားဟုတ်အာတာကမေးသည်တကယ်ပြောတာပေါ့ဟုတ်ဟက်တီကဖြေသည်အမှန်တော့လဲဟက်တီသည်အမတ်15ကောလိယိုအိမ်ကိုတန်ရုံးစင်သိမ့်မရှိခင်မမီတော့သည်ဤအိမ်နှင့်ဤပတ်ဝန်းကျင်သည်သူ့စိတ်ကိုများစွာအနောက်ရှက်ပြုလျက်ရှိသည်သူသည်ဤအိမ်ထက်ကောင်းသောအိမ်သို့ရောက်ရွှေ့ရန်သူ့အဖေအားအမြဲတစေပူဇော်နေသူဖြစ်သည့်အားလျော်စွာဤအိမ်၌လက်ဖက်ရည်တောက်ရခြင်းထက်တခြားတနေရာ၌လက်ဖက်ရည်တောက်ရခြင်းကိုပို၍နှစ်သက်သူဖြစ်လေသည်အာသားကရောဟက်တီကိုတကယ်ခေါ်သွားချင်တာဟုတ်ရဲ့လားထိုအခိုက်တွင်သူတို့နောက်မှဆောင်းဟန်တန်ကိုကြားလိုက်ရသည်နှစ်ဦးစလုံးလှည့်ကြည့်သည်ဒရာသည်သူတို့နှင့်မနီမဝေး၌ရက်လျက်ရှိသည်ဟက်တီ၏မျက်နှာထားသည်ပြောင်းသွားသည်ဘလို့လောက်တာလဲလော်ရာကိုလာတာကိုသူများသိအောင်အတန်လေးပါလေးပြုတ်ဖို့တက်ပါတယ်ဟုတ်ဟက်တီကဒေါသဖြစ်ပြောသည်လော်ရာချောင်းစုတန်ပေးထားတယ်လေဟုတ်လော်ရာကပြောသည်ပြီးတော့နာချီတော့မလို့လုံနေတာတော်တော်လူလေးကြလားဟုတ်ဟက်တီကမကျင့်တဲ့သုံးမျက်နှာထားဖြင့်သူ့အမကိုလှမ်းကြည့်ပြီးပြောသည်လော်ရာကတော့ဟက်တီ၏စကားကိုဂရုမပြုသူ့လက်အိမ်များကိုချွတ်ရင်းဟက်တီအားတလဲအာတာအားတလဲကြည့်နေသည်သူသည်ကြုံမုံလှပနေအောင်ဝတ်စားဆင်ရင်ထားသည်အာတာသည်လော်ရာအားစတန်လီမီလီတန်နှင့်လက်ထပ်ပြီးသွားကြတဲ့ကမတွေ့ခဲ့မမြင်ခဲ့ရသို့တော်လည်းဘာအကြောင်းကြောင့်မှမသိသူသည်လော်ရာနှင့်ဆိုမီတိုင်းစိတ်ထဲတွင်မငြိမ်မသက်ဖြစ်ရ၏မလုံမလဲဖြစ်ရ၏လော်ရာ၏အပြုအမူသည်ဟက်တီ၏စိတ်ကိုစွပေးသလိုဖြစ်နေသည်ဒီနေရာမှာတစ်ချိန်လုံးရက်နေလို့အပေါ်ပဲအာတာကညီမကိုဒီလေးဆိုင်ခေါ်သွားမယ်လို့ပြောထားတယ်ဟုတ်ဟက်တီကပြောသည်ကဲလာအာတာဟက်တီတို့သွားကြစို့လော်ရာကစကားတခုမှမပြောဘဲပြုံးရွှေ့သားနေသည်သူတို့၃ယောက်အိမ်အပြင်လမ်းမပေါ်သို့ရောက်သည့်အခါအာတာကအာယုံပြောင်းစီလိုသောသဘောဖြင့်စတန်လီယုံနေကောင်းရဲ့လားဟုတ်မေးသည်နေကောင်းပါလေဟုတ်လော်ရာကဖြေသည်ဒီနေ့ညနေပိုင်းသူကော့ဖ်ရိုက်သွားလိုက်မယ်ထင်တယ်သူတို့သည် Granger လမ်းတောင်ရောက်သည့်အထိထွေရလေးပါးစကားများကိုပြောလာကြသည်ထိုနေရာအရောက်တွင်လော်ရာသည်ဘုံနာအချုပ်ဆိုင်သို့ဝင်စရာရှိသည်ဟုဆိုကာသူတို့အားခွဲခွာသွားသည်သူကအဝတ်အစားယူပဲဟုတ်ဟက်တီကပြောပြီးရည်သည်သူတို့သည်ဒီလေးဆိုင်ဖက်သို့ရှောင်လာခဲ့ကြသည်သူအတုံးအဆွဲတော်မကြည့်ရင်ဟက်တီအပေါ်မှာအခုကောင်းနေတာချက်ပိုပြီးကောင်းမှာမင်းပြောတဲ့အတိတ်ပဲကဘာလဲဟက်တီသူကဟက်တီကိုအဝတ်ဝယ်ဖို့နဲ့မှုတ်ဖို့ပေးဖို့အဖြစ်တစ်လောက်ကို9ပေါင်ပဲပေးတာအာတာကအံ့ဩသွားသည့်မျက်နှာထားဖြင့်ဟက်တီအားလှည့်ကြည့်သည်လော်ရာကမင်းကိုအဲ့တလောက်တောင်ပေးတယ်ဟုတ်လားဒါဆိုရင်လော်ရာဟာအတော့ကိုရက်ရောတာပဲဟက်တီကိုပြောတာမမှန်ဘူးလားဟုတ်ပြောသည်ဒီလိုတွေးတဲ့အတွက်အာတာကိုဟက်တီကကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဟက်တီကပြောသည်ဒါပေမဲ့သူ့အနေနဲ့ကလေဒီထက်မကပေးနိုင်လေဆိုတာအာတာနားလေမှာပါကိုကတော့လော်ရာစိတ်ကိုအကဲမခတ်တတ်ပါဘူးဟုတ်အာတာကပြောသည်ဒီစကားကိုကြားရတာဟက်တီကတော့မအံ့ဩပါဘူးဟုတ်ဟက်တီကပြန်ပြောသည်ကို့အမအကြောင်းကိုဟက်တီကိုယ်တိုင်တော့မှနားမလည်ဘူးအိုးဘာပဲဖြစ်ဖြစ်ဟက်တီကတော့သူ့နဲ့မတူတော့ကိုပဲဝန်တာတယ်ကဲပါလေဒီအကြောင်းတွေမပြောကြတာပဲကောင်းပါတယ်သူတို့သည်ဒီလေးဆိုင်အတွင်းသို့ဝင်လာခဲ့ကြသည်၄နာရီခွဲများသာရှိသေးတော်လဲဆိုင်ထဲတွင်လူပြေးနေပြီတိုင်နီကက်ဆယ်မြို့တွင်ဒီလေးဆိုင်သည်လက်ဖက်ရည်တွင်နာမည်အကြီးဆုံးဖြစ်၏ဆိုင်ထဲတွင်တေးသံဆုံးတီးဝိုင်းအဖွဲ့ကဖြောဖြေလျက်ရှိသည်သူတို့သည်ဂျပန်ပုံစံခင်းကျင်းထသည့်မီကာဒိုခန်ဒေဝင်ထိုင်သည်ဝါစပွဲ၌ထိုင်မိကြသည့်အခါအာသာကလက်ဖက်ရည်မာသည်ဟက်တီသည်တခြားစပွဲများမှသူ့တငယ်ချင်းများအားကောင်းညှိ၍လှုပ်ဆက်နေသည်အခုလိုအချိန်တွင်ဒီလေးဆိုင်၌တိုင်နီကက်ဆယ်မြို့ပေါ်ရှိလူချမ်းသာဆရာဝန်များရှိနေများနှင့်ကုန်သည်များ၏သားသမီးများသည်ရောက်လာကြစမြဲဖြစ်၏ဟက်တီသည်ဤအုပ်စုအတိုင်းအဝိုင်းတွင်လူသိများသူတူဖြစ်သည်သူဖခင်အီဒန်တော့သည်တတုတွင်အင်ဂျင်နီယာတူဖြစ်ခဲ့ဖူးသောလဲလုပ်ငန်းနယ်ပယ်တွင်အရှုံးနှင့်ရင်ဆိုင်ခဲ့ရသူဖြစ်လေသည်မြစ်တို့ပင်ဖြစ်စေဟက်တီသည်အထက်တန်းစားဟုခေါ်သောလူငယ်များအကြား၌ကြောကြားနေသူဖြစ်သည်အသက်ငယ်သည်တော်လဲသူကသူအလွန်ယုံကြည်မှုကြီးမားသူဖြစ်၏အာသာဘာရက်စ်နှင့်တွဲ၍ထွက်လာသည့်အခါတိုင်းဟက်တီ၏အပြုံးသည်အလွန်အသက်ဝင်၍ရှင်သန်လာသည်ဟုသူနှင့်တက်သူရွယ်သူတငယ်ချင်းများကပြောလိရှိကြသည်ဟက်တီသည်လက်ဖက်ရည်ကိုတငုံမြောင်တောက်လိုက်သည်ဟော
ဟိုမှာအေလန်ဟုတ်ပြောကသူ့အကိုစီတို့လက်မျိုးထိုးပြသည်ဒီပါဖက်တို့နဲ့လာတာပဲသူတို့စီတွားရအောင်လေအာသာကလှည့်ကြည့်သည်ဟက်တီအကိုအေလန်သည်အလုတ်ခွေ၌ရှိနေရမည့်အချိန်တွင်လက်ဖက်ရည်ဆိုင်ထဲရောက်နေသဖြင့်အာသာမှမစင်းစားတတ်အောင်ဖြစ်သွားသည်အေလန်သည်လူငယ်တစင်ခန့်နှင့်အခန်းဤအလေတဲ့တဲ့ရှိစပွဲ၌ထိုင်နေသည်သူတို့ဤအပေါ်ဖက်တွင် secret မိခိုးများသည်ထောင်းထောင်းထလျက်ရှိလေသည်သူတို့ဖာသာသူတို့လွတ်လွတ်လပ်လပ်နေပါစေဟက်တီရဲ့ဟုတ်အာသာကပြောသည်တို့ဖာသာတို့အေးနေရတာပိုကောင်းပါလေဒီပါဖက်ကတော်တော်ကိုချောတာနော်ဟုတ်ဟက်တီကပြောသည်ဒါပေမဲ့သူကရေးတကောင်လိုအစားတွေကပါဟက်တီရဲ့အိုးမဟုတ်တာပဲအာသာရဲ့သူကသဘောလေးကောင်းပါလေကတဲ့အခါမှာလေတိတ်ကိုလှလှပပကတ်တတ်တာဘဝမြင့်နေတဲ့လူပေါ်ချုပ်ပါဟုတ်ပြောကစပွဲအောက်မှနေ၍ဟက်တီလက်ကိုဆွဲကင်ထားသည်မင်းကိုသူ့ထက်ပိုပြီးသဘောကျတယ်မဟုတ်လားဟက်တီဟုတ်မေးသည်ဟုတ်တယ်လေအဲ့ဒါကိုဘာဖြစ်လို့ချက်မင်းနေရတာလဲဟုတ်ဟက်တီကပြောပြီးရည်သည်သူကဗန်စရေးလေးပဲဟာအဲ့ဒါတော့ပဲတန်ဖိုးရှိတဲ့သူကိုဟက်တီကစိတ်ဝင်စားပါဘူးကိုကသူ့ထက်တာရမယ်ဟက်တီဒါပေါ်အာသာရဲ့အချိန်လေးကကောင်းနေတာပဲမင်းစောင့်ကြည့်ပါဟက်တီမင်းညင်ရမှာပါဒီနေ့ကို့အဖေ contract အသစ်တစ်ခုရတယ်ဟက်တီငွေတွေအများကြီးထပ်ရအောင်ပါပေါ့နော်အာသာကခေါင်းရိပ်သည်ဒါပေမဲ့ကိုပြောချင်တာကအဲ့ဒါတစ်ခုလည်းမဟုတ်ဘူးဟက်တီဟိုလေဟိုတင်းအရာတိုင်းမှာတာမာကိုပြောတာကို့အဖေနဲ့တွဲလို့ရရင်တခါတည်းတက်သွားမှသိကြတယ်ဟက်တီကအာသာဤစကားကိုနားထောင်ရင်းအာသာဤမျက်နှာကိုကြည့်၍ပြုံးနေသည်အာသာသည်လူချိုးတစ်ယောက်မဟုတ်ပေဒီပါဗစ်နဲ့ရှင်လိုက်ရင်အာသာသည်အယုတ်ဆိုးနေသည်သို့တော်လဲနက်ကျွန်းကြောက်မီသွေးတွင်ပိုင်ရှင်၏တားတယောက်အနေဖြင့်ဝေကြီးကတော့ချမ်းသာသည်ကိုဒီနေ့တိတ်ပြောတာပဲဟက်တီဘာကြောင့်မှန်းတော့မသိဘူးဟုတ်အာသာကပြောသည်ဟုတ်လားဟုတ်တယ်တကယ့်ကိုပြောတာမင်းကမပြောဘူးလားဟက်တီလည်းပြောတာပေါ့စပွဲအောက်မှနေ၍ဟက်တီ၏လက်ကိုစုပ်ကိုင်ထားရခြင်းသည်သူ့နှလုံးအခုံကိုညံစေသည်ဦးကောင်းသည်လည်းတာယာမှုဖြင့်ရင်မူးလျက်ရှိသည်မြို့နှင့်ချက်သည်လည်းကြီးမားလာနေသည်တဖြည်းဖြည်းနှင့်အာသာလည်းစောစောကထက်ပို၍ပြောရေးဆိုရေးရှိလာသည်ကိုတခုပြောချင်တဲ့ဟက်တီကိုပြောမယ်လို့စဉ်းစားနေတာကြပြီဒီနေ့တော့ဖွင့်ပြောရတော့မှာပဲကိုတို့နှစ်ယောက်စစ်စစ်ထားလိုက်ရင်မကောင်းဘူးလားဟက်တီကရေပြန်သည်အာသာဟာလေအဲ့ဒါတွေကြောင့်ချစ်စရာကောင်းနေတာအာသာဤမျက်နှာသည်စိတ်လှုပ်ရှားမှုများလာသဖြင့်နေရဲလာနေသည်မင်းအပေါ်မှာကိုဘလောက်အထိချစ်တယ်ဆိုတာမင်းသိရလားဟက်တီဟုတ်အတက်တရောပြောသည်တို့ငယ်ငယ်တုန်းကလော်ကီဟောင်မှာတူတူနေခဲ့ကြတာမမိသေးတယ်မဟုတ်လားဟက်တီအဲ့ဒီအချိန်ကလေးကမင်းသဘောကောင်းတာကိုသိခဲ့ရတယ်ဘာပဲဖြစ်ဖြစ်လေအဖေကကိုဒီလုပ်ငန်းမှာဝင်တော့ဖို့စီစဉ်ပေးတော့မှာပါအဲ့ဒီတော့ဟက်တီသည်ကြပြကြရစဉ်းစားချိန်ဆနေသည်အာသာသည်ဤစကားကိုမကြာခဏပြောခဲ့ဖို့၏သူ့အတွင်းစိတ်ကဤကိစ္စကိုအလင်းစလုံးမလုပ်ရန်တတိပေးနေသည်အကယ်၍အခုလောလောဆယ်စစ်ဆက်မည်ဆိုပါကလူတကာဤကဲ့ရဲ့ဖြစ်တည်မှုများကိုခံရမည်မလွဲပေငငယ်ရွယ်နှင့်စစ်ဆက်ရကောင်းလားဟုလည်းဝေဖန်ကြလိမ့်မည်ဖြစ်၏ပြီးတော့သူ့အခြေအနေကိုတည်ငြိမ်အောင်လုပ်ထားခြင်းစိတ်ကလည်းရှိနေသေးသည်မဟုတ်ပါလားအာသာရဲ့ဒီကိစ္စကိုသိပြီးမလို့ပါနဲ့လားဟက်တီကအာသာကိုချစ်နေတာပဲနှစ်ယောက်စလုံးတယောက်သဘောကိုတယောက်ကသိထားကြပြီပဲဟာအချိန်တန်တော့စစ်ဆက်ကြတာပေါ့မင်းကိုတကယ်ချစ်တာပါနော်အာသာရဲ့တကယ်ချစ်တာပေါ့ဤစကားကြောင့်အာသာသည်အလွန်ပျော်သွားသည်ဝမ်းသာလွန်၍မျက်ရည်များပင်ဆိုလာသည်သူတို့သည်တယောက်မျက်နှာကိုတယောက်ကြည့်ပြီးမိနစ်အနည်းငယ်ကြာမျှငြိမ်သက်နေကြသည်ဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်နောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာအခန်းဆက်တွေကိုဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါဦးရှင် Channel ကို Like and Subscribe လုပ်ကြဖို့လည်းမမေ့ပါနဲ့နော်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရရှင်ကျေးဇူးတန်ခါနောက်ဆက်နေအောင်